ညီကိုရလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီ SME Sport YouTube channel နဲ့ဒီ TikTok channel နဲ့ညီကိုရလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါ brother တို့ကျွန်တော်ဒီနေ့မှာတော့ဗုဒ္ဓဦးနေ့ညကျွန်တော်ဒီ Champion League ဒီပွဲစဉ်၄ပွဲရှိတယ်အဲ့၄ပွဲတဲ့ကမှကျွန်တော်ဈေးကွက်အရာကြိုက်တဲ့ကျွန်တော်2ပွဲလောက်ကိုပဲကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်အကောင်းမွန်ဆုံးအနေနဲ့ကျွန်တော်သုံးသပ်ပေးပါမယ် brother တို့ကျွန်တော်ဒီနေ့ပထမဆုံးပါနေတာကတော့ဒီနေ့ညကျွန်တော်ရဲ့ channel မှာကျွန်တော်ဒီစိတ်ကြိုက်တစ်လေးတွေတင်ပေးမယ်ကျွန်တော်၄သင်းကတ်တော့တကက်လောက်ကိုတော့ကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်အကောင်းမွန်ဆုံးအနေနဲ့ကျွန်တော်တင်ပေးမယ်ညီကိုတို့စိတ်ဝင်စားရင်ဒီလာရောက် join ပေးဖို့ကျွန်တော် page ကိုကျွန်တော်ဒီ comment မှာလည်းကျွန်တော်ဒီ Telegram channel ကျွန်တော် link လေးကိုကျွန်တော်ချပေးထားပါတယ်ဟုတ်ပြီ brother ကျွန်တော်ပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ဒီနေ့ညမှာအစောဆုံးပွဲစဉ်လည်းဖြစ်တယ်ကျွန်တော်ဒီည12:15မှာကစားမယ်ကျွန်တော်လေးပါကူစင်နဲ့ကျွန်တော်အာဆင်နယ်ပွဲစဉ်အခုလက်ရှိအာဆင်နယ်ကကျွန်တော်အဝေးခွင့်ကနေမှတလုံးတက်ရေးပေးထားတယ်ဂိုးပေါင်းတွေက2အနှုတ်100ဆိုပြီးကျွန်တော်ဈေးနှန်းကိုပေးခဲ့တယ်ဒီပေးထားတဲ့ဒီဈေးနှန်းအရာမှာဆိုရင်တော့မှဒီသူတို့ဒီတက်ချက်ထားပုံအရာကတော့အနည်းဆုံးဒီပွဲစဉ်ကZ111လောက်ပဲပြီးလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဟုတ်ပြီ brother တို့တစ်ချက်ကျွန်တော်ဒီနှစ်သင်းလုံးရဲ့ဒီတင်းဖောင်ကအရာကျွန်တော်တစ်ချက်ကြည့်ရမယ်ဆိုရင်တော့မှလက်ရှိမှာအာဆင်နယ်ကကျွန်တော်ဒီဖလားလေးလုံးလမ်းကြောင်းပေါ်မှာသွားနေတဲ့အသင်းအခုရရှိရာသီမှာဆိုတော်တော်လေးကိုမှဒီခြေသွမ်းအရာကိုဒီကစားသမားတွေရဲ့ဒီစိတ်သက်အရာကိုကလုံးဝအကောင်းမွန်ဆုံးရောက်နေတဲ့အသင်းလက်ရှိကျွန်တော်တို့ဒီလီဗာပူးစစ်အနေနဲ့အင်ကွင်းကနေတော့ဒီလွယ်မယ်လို့တော့ကျွန်တော်မထင်ဘူးဘာလို့ဆိုတော့အခုလက်ရှိဒီ EPL မှာဆိုရင်လည်းကျွန်တော်တို့ဒီအာဆင်နယ်ကတပွဲအပူနဲ့ကျွန်တော် Man City ကိုကျွန်တော်9မှတ်လောက်တိသူဖြတ်ထားတယ်ပြီးတော့ဒီ UCL မှာလည်းကျွန်တော်တို့ကဒီပွဲတိုင်းလို့ကျွန်တော်တို့က9ပွဲတွေတွေ့ထားတယ်လက်ရှိကျွန်တော်နောက်ဆုံးကစားခဲ့တဲ့ဒီ League Page မှာဆိုရင်တော့မှအာဆင်နယ်ကကျွန်တော်10ပွဲကစားတယ်10ပွဲလောက်ထိနိုင်ထားတယ်ရာကို23ဂိုးရှိဆိုကျွန်တော်ပြန်ပြီးဂိုးက4ဂိုးပဲရှိတယ် brother တို့အခုလက်ရှိဒီ Champion League အဝေးကွင်းကစားထားတဲ့ဒီ17ပွဲမှာအာဆင်နယ်အနေနဲ့ဒီတကိုးလောက်ပဲပြန်ပြီးတော့ပေးထားတယ်သူအနေနဲ့ဒီညပွဲစဉ်ကိုတော့ဒီအဝေးကွင်းကနေပဲသူထိန်းသိမ်းနဲ့သူဆော့လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဘာလို့ဒီပေးထားတဲ့ဒီဈေးကွက်အရာဆိုရင်တော့မှဒီအနည်းဆုံးဒီအာဆင်နယ်ကပဲ Z1 လောက်နဲ့ပဲကျွန်တော်ကတ်ပြီးတော့နိုင်လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ပြီးတော့အခုလက်ရှိမှာဆိုရင်တော့မှအာဆင်နယ်ရဲ့ကန်စစ်တကြောကလည်းတော်တော်လေးဒီကောင်းနေတဲ့အထဲမှာပါတယ်ဟုတ်ပြီတစ်ချက်ဒီဘက်လေးဘာကူစင်ဘက်ကိုကြည့်ရရင်တော့မှလေးဘာကူစင်ကအခုလက်ရှိမှာအင်ကွင်းမှာကျွန်တော်တို့ဒီ8ဂိုးပဲရထားတယ်ကျွန်တော်ပြန်ပေးဖို့က10ဂိုးလောက်ထိပြန်ပြီးတော့ပေးနေရတယ်ဘာလို့ဆိုတော့အခုလက်ရှိမှာဆိုရင်တော့မှဒီလက်ရှိကျွန်တော်နောက်ဆုံးပေးခဲ့ရတဲ့ပွဲစဉ်တွေမှာဆိုရင်တော့ PSG ကိုမှကျွန်တော်9လုံးလောက်ထိကျွန်တော်တို့ဂိုးတွေပေးခဲ့ရတယ်ကျန်တဲ့ပွဲစဉ်တွေကိုတော့ဒီဂိုးမပေးရရေးအတွက်တော့သေချာလေးတော့သူထိမ့်ပြီးတော့သူကစားတယ်အခုလက်ရှိမှာဆိုရင်ချေမမှတ်ဘူး brother တို့လေးပါကူစင်အနေနဲ့ကဒီပြည်တွင်းလေးမှာဆိုရင်လည်းကျွန်တော်တို့ဒီကစားထားတဲ့ပွဲစဉ်တွေမှာဆိုရင်ဒီအဆင်ပြေမနေတဲ့အထဲမှာလည်းပါသေးတယ်လက်ရှိဒီကစားထားတဲ့ဒီလေးပါကူစင်နောက်ဆုံး9ပွဲမှာဆိုရင်တော့မှကျွန်တော်တို့ဒီ Frankfurt ကိုမှ3-3ဆိုရရတဲ့နဲ့သူတရေကြထားတယ်အဝေးကွင်းကနေပဲဒါပေမဲ့ကျွန်တော်တို့ဒီ Hamburg ကိုတော့သူအဝေးကွင်းကနေ Z1 ဆိုတဲ့ရတဲ့နဲ့ပဲသူနိုင်ထားတယ်ဒီအင်ကွင်းပွဲမှာကျွန်တော်တို့ဒီ May 05ကိုမှ1-1ကျွန်တော်တို့ဒီ Olympiacos ကိုတော့ဒီပထမအကြော့မှာတော့က 2-0 နဲ့နိုင်ခဲ့ပေမဲ့ဒီ Champion League ကျွန်တော် Play-off မှာပဲဒီ Olympiacos ကိုပထမအကြော့မှာ 2-0 နဲ့နိုင်ခဲ့ပေမဲ့ကျွန်တော်ဒီဒုတိယပွဲစဉ်မှာတော့ Z0 ဆိုတဲ့ရတဲ့နဲ့တော့သူတရေကြခဲ့တယ်ဒီတခြားလေးကိုကြည့်ရမယ်ဆိုရင်တော့မှကျွန်တော်အနည်းဆုံးဒီလေးဘာကူစင်အနေနဲ့ဒီ900ခဲ့ရင်တော့မှဒီတစ်လုံးလောက်ပဲရလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်တကယ်လို့အဲ့ဒီလေးဘာကူစင်ဘက်ကကျွန်တော်တစ်လုံးလောက်ရခဲ့ရင်တော့မှဒီပွဲကဂိုးပေါင်းအပေါ်ဘက်ကိုတော့တွားလိမ့်မယ်ကျွန်တော်ကတော့ဒီပေးထားတဲ့ဒီဈေးကွက်ဒီဈေးဂိုးပေါင်းဈေးနဲ့အရာနှလုံးအရှုံးကတော့ကျွန်တော်ကတော့ဂိုးအောင်နဲ့ပဲကျွန်တော်စွန့်စားပြီးတော့ကျွန်တော်ရွေးချယ်ကြည့်နေတယ်ပြီးတော့ကျွန်တော်ဒီအသင်းကိုရွေးချယ်ရပါဆိုရင်တော့မှကျွန်တော်အာဆင်နယ်ဘော်ဒီကိုပဲကျွန်တော်စွန့်စားပြီးတော့ကျွန်တော်ရွေးချယ်ကြည့်ပါတယ်ညီကိုတို့အကြိုက်တူမှသာလိုက်ဆိုပါကြိုက်မတူဆိုရင်ဒီသုံးဖြတ်ချက်အတိုင်း back ကပြီးတော့ကစားနိုင်တယ်ဟုတ်ပြီကျွန်တော်ဒုတိယပွဲစဉ်အနေနဲ့ကတော့ကျွန်တော် Real နဲ့ကျွန်တော် Man City ပွဲစဉ်ကျွန်တော်ဒီည2နာရီခွဲမှာကစားမယ်ကျွန်တော်တို့အခုလက်ရှိဒီပေးထားတဲ့ဒီဈေးတဲ့အရာကြည့်ရမယ်ဆိုရင်တော့ Man City ကအဝေးကွင်းကနေပဲအပြည့်ရှုံးဆိုပြီးတော့ပေးထားတယ်ဂိုးပေါင်းဈေးကကျွန်တော်တို့3မြတ်ချင်း3လုံးတရေပေးထားတဲ့ဒီဈေးတဲ့အရာမှာဆိုရင်တော့ကျွန်တော်ကတော့ဒီဈေးတန်းကိုတော့နည်းလေးတော့ဒီစဉ်းစားစရာလေးတော့ရှိတယ်ဒါပေမဲ့ရွေးချယ်မှုအရာမှာဆိုရင်တော့ကျွန်တော်Man City ကိုတော့ကြိုက်မိပေမဲ့လည်းကျွန်တော် Real ကတရေပဲကစားသွားမလားဆိုတော့ကျွန်တော်နည်းနည်းလေးတော့ဒီစဉ်းစားစရာအပိုင်းလေးမှာတော့ရှိတယ် brother တို့လက်ရှိဒီပထမအကြော့ကျွန်တော် League Page မှာတော့ဆိုရင်တော့Man City ကကျွန်တော်တို့အနှုတ်80ဆိုပြီးပေးခဲ့တယ်ဂိုးပေါင်းဈေးက3အနှုတ်40အဲ့ပွဲစဉ်မှာဆိုရင်တော့ဒီ Man City ကပဲကျွန်တော်တို့2-1ဆိုတဲ့ရလဒ်နဲ့နိုင်ခဲ့တယ်အဲ့တစ်ချက်ကိုကြည့်ရမယ်ဆိုရင်တော့အခုလက်ရှိဒီအကြော့မှာလဲကျွန်တော်တို့ဒီနှစ်မှာအရင်နှစ်တင်မှာလဲဒီအကြော့မှာပဲတောက်လျှောက်ဒီ Real နဲ့ဒီ Man City ကတောက်လျှောက်တွေ့နေတဲ့ထဲမှာပါတယ်ဒါပေမဲ့ Real Madrid ဆိုတာကလည်းကျွန်တော်တို့ UCL မှာကလုံးဝကဘာရင်းနေတဲ့အတင်းတင်းထဲမှာပါတယ်အခုလက်ရှိဒီ10ဖောင်အရာမှာကြည့်ရမယ်ဆိုရင်တော့ဒီ Mbappe တို့ကျွန်တော် Bellingham တို့တကယ်အဓိကကစားသမားတွေကလည်းနားနေတယ်
အခုလက်ရှိဒီ Real ရဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ဒီပွဲစဉ်တော်တော်များများကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော် Celta Vigo ကိုကျွန်တော်ကန်ကောင်းပြီးနိုင်ခဲ့တယ်လို့ပြောယူလို့ရတယ်ဘာလို့လဲဆိုတော့အဲကိုသမားအဲပွဲစဉ်မှာဆိုကိုသမားကပဲဒီအုံကိုနဲ့ပဲပြန်ပြီးပေးလိုက်ရတဲ့အချိန်မှာပါခဲ့တယ်ဟုတ်ပြီ brother တော့လက်ရှိမှာကျွန်တော်တို့ဒီ Real Madrid နောက်ဆုံးအဲ့ပွဲဒီပြည်တွင်းလေးမှာဆိုရင်လည်းသူ Getafe ကိုမှာ 0-1 ဆိုတဲ့ရလဒ်နဲ့သူအိမ်ကွင်းကနေသူရှုံးတယ်ပြီးတော့ Osasuna ကိုလည်းသူ 2-1 ဆိုတဲ့ရလဒ်နဲ့သူရှုံးတယ်ပြည်တွင်းမှာတော့အဆင်မပြေဘူး brother တော့ကျွန်တော်ဒီ Champions League မှာတော့ဒီ Benfica တို့တော့နှစ်ကြော့လုံးမှာဒီကစားခဲ့ပြီးမှသူဒီအဆင့်ကိုတော့ရောက်ခဲ့တယ်ဒါပေမဲ့အခုလက်ရှိဒီပထမအကြော့ Real အိမ်ကွင်းမှာတော့ကျွန်တော်အမှားခံမယ်လို့တော့ကျွန်တော်မယူဆမိဘူးဘာလို့လဲဆိုတော့အိမ်ကွင်းမှာလက်ရှိမှာသူရုန်းကန်ပြီးတော့သူကစားလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်အခုလက်ရှိဒီနှစ်ကြော့လုံးမှာလည်းဒီနှစ်ကြော့လုံးဒီ Champions League အတွေ့အကြုံရတော်တော်များများကတော့ဒီ Real ဘက်ကနေဆော့လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ကျွန်တော်ကတော့ဒီ brother တို့နဲ့ပြောင်းပြန်ကျွန်တော် Man City ကိုတော့ကျွန်တော်ရွေးချယ်ကြည့်နေတယ်ကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းတို့ဘာလို့ကျွန်တော်မရွေးတော့ဘူးကျွန်တော် Man City body တစ်ချောင်းနဲ့ကိုပဲကျွန်တော် risk ယူပြီးတော့ကျွန်တော်နေကြည့်ခြင်းနဲ့ညီကိုတို့အကြိုက်တူမှသာ like ဆော့ပါအကြိုက်မတူရင်ကိုယ့်ရဲ့ဒီဆုံးဖြတ်ချက်အတိုင်း back ကန်ပြီးတော့ကစားနိုင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ comment မှာကျွန်တော် link လေးချပေးထားပါမယ်ညီကိုတို့နှိပ်ပြီးတော့ကျွန်တော်ရဲ့ဒီ Telegram channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဒီညလည်းညီကိုတို့အနိုင်နဲ့ပိုင်းနိုင်ကြပါစေကျွန်တော်ဒီနေ့ညရွေးပေးတဲ့နှစ်ပွဲကတော့ကျွန်တော် Arsenal နဲ့ကျွန်တော် Leverkusen ကိုမှကျွန်တော် Arsenal body နဲ့ကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးတယ်ပြီးတော့ကျွန်တော် Real နဲ့ကျွန်တော် Man City ပွဲစဉ်မှာဆိုရင်ကျွန်တော် Man City body တစ်ချောင်းနဲ့ပဲကျွန်တော်ရွေးပါတယ်ညီကိုတို့အကြိုက်တူမှသာ like ဆော့ပါဒီညလည်းညီကိုတို့အားလုံးအနိုင်နဲ့ပိုင်းနိုင်ကြပါစေ good luck ပါဗျ